ဆေးဆိုင်ဆိုင်နဲ့ဝင်သွားပြီးတော့အမသမီးဆေးအရွက်သားဆေးဗီတာမင်စီဒါငါးကြီးတွေစိတ်တွေအများကြီးထဲမှာဘယ်လိုတစ်စိတ်မျိုးရွေးချယ်ရမလဲမသိရင်ဆမ်မဆွေရဲ့ဗီဒီယိုတွေနဲ့အမျိုးသမီးတွေကွန်မန့်မှတ်ထားတာလေးရှိတယ်သူကတော့အမျိုးသားတွေဖန်များတာဆိုတော့ဆမ်မစီမှာအမျိုးသားဖန်များဆိုတော့သူ့မျိုးသမီးတွေမှတ်ထားပေးရပါတော့သူကလည်းရာစီလိုင်းပုံများလာပြီးတော့လာစင်တိုင်းကြိုက်ခဲနာကျင်နေတယ်တဲ့ဘယ်လိုလုပ်ပြရမလဲဆမ်မရေဆိုပြီးတော့ကွန်မန့်မှတ်ထားတာလေးရှိတယ်အဲ့တော့အမျိုးသမီးဆေးကိုဒီမှာ၃မျိုးရှိတယ်တစ်ခုစီမှာမတူညီတဲ့ effect တွေနဲ့အားသာချက်တွေကိုပြောပြပေးမယ်ဈေးနှုန်းလေးလည်းမတူဘူးကိုကဘာအတွက်တောက်ချင်တာလဲဆိုတာကိုသိပြီးတော့မှဆေးဆိုင်တွေမှာမေးမြန်းပြီးမှအသေးချာဝယ်စီချင်ပါတယ်တကယ်လို့ဆမ်မစီမှာဝယ်ချင်တယ်ဆမ်မဆိုင်မှာဝယ်ချင်တယ်ဆိုလည်းမေးမြန်းလို့ရပါတယ်အခုဒီမှာ၃မျိုးရှိရယ်ဆမ်မတဲ့ထက်မှာဒီကောင်ကရာသီမမှန်တာနာကျင်ကြိုက်ခဲတာအလားများတာပဲဖြစ်နဲလွန်းတာပဲဖြစ်ပြီးရင်အသားရည်ညစ်တောက်တာပေါ့နော်အသားရည်ညစ်နေတာတွေအတွက်ကိုအဲဒူလာတိုင်အောင်လဲပါတယ်တန်ကွေလဲပါတယ်တန်ကွေဆိုတာကတပိတ်တာကို300ကျော်တယ်ရှင်အဲ့ထဲကပါတယ်အသားကြည်ကျင်တယ်နောက်ခုနဘိုင်းအောင်နာနာကျင်တာကြိုက်ခဲတာအဆင်းနေတာမျိုးတွေဖြစ်နေတယ်မမှန်တာဖြစ်ရင်ဒါလေးကိုသုံးပါရှင်အဲ့ဒါကဒါအမျိုးသမီးလူငယ်ပိုင်းတွေအတွက်လူလက်ပိုင်းအမျိုးသမီးတွေအတွက်ကနော်ချွေးစည်းတွေပြန်တာစိတ်တူလွယ်တာဟော်မုန်းတွေမညီဘူးအတူတူနေဖို့စိတ်ဆန္ဒတွေမရှိနေဘူးเนาะအဲ့လိုမျိုးအခြေအနေအယိုးပွားတာတွေအတွက်ဟော်မုန်းဖြစ်ဆက်တာဆိုရင်ဒါလေးကိုသုံးပါရှင်ကဲခလေးလိုချင်နေတဲ့အမျိုးသမီးတွေအင်နိုစီရောလည်းပါတယ် PCO ရဲ့တောက်ချွေတာတွေကိုလည်းကာကွယ်ဒီပို့ပြီးတော့တောက်ချွေကိုတိုက်တွန်းတယ်ပေါ့နော်အင်နိုစီရောကနောက် PCO ရဲ့ဖြစ်နေတာရေအိတ်တွေပိုင်းကိုလည်းတတစေတယ်ဒါကတော့ multi woman ဒါလေးကိုသုံးအဲ့တော့တစ်ခုချင်းစီမှာဈေးနှုန်းလည်းမတူသလို effective ပြတာ highlight ပြတာချင်းလည်းမတူဘူးပေါ့ဒီလိုမျိုးလို့ဆမ်မဘယ်ဟာတောက်လဲဆိုရင်တော့ဆမ်မကတော့လောလောဆယ်ဒါလေးတောက်နေပါတယ်အဲ့လိုမျိုးကြိုက်တာလေးတော့တောက်လို့ရတယ်ပေါ့နော်ကိုယ့်တက်ကတော့ဒါလေးမလိုအပ်သေးတဲ့အတွက်ပေါ့အဲ့တော့နောက်ထပ်ဗီဒီယိုမှာကွာဆေးဆိုင်နဲ့ဝင်သွားပြီးတော့ငါးကြီးစီရွေးမယ်ဆိုတော့ဘယ်လိုငါးကြီးစီရွေးရမှာလဲအသေးသေးရောဘယ်လိုအသေးသေး supplement ကိုရေးရမှာလဲအမျိုးသားအားသေးရင်ရောဆမ်မစီမှာကိုမျိုးသားအားသေးပေါင်းများစွာရှိတယ်အဲ့ဒီမှာဘယ်ဟာကိုရွေးရမှာလဲဆိုတာမျိုးတွေသိချင်တဲ့သူရှိခဲ့ရင်လည်း comment မှန်းခဲ့ပေးပါဦးကိုဖြစ်နေတာနဲ့တိုက်ဆိုင်တဲ့အားသေးမျိုးကိုဆက်ဆက်ပြီးတော့ရွေးချယ်နိုင်မှာမင်းသမီးဆေးတောင်မှဘယ်တစ်စိတ်ပဲယူသွားလို့မှမမယ်ကိုကဘာရမ်းလဲလို့ကျင်နေရလဲပေါ့ဒီတောက်သုံးတက်ဖို့တော့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ပြီးဆုံပါမယ်နော်